အားလုံးပဲမင်္ဂလာပါခင်ဗျာကန်နေစေးုံကြီးပေါ့နော်ဒီကန်စေးုံကြီးကတော့မြဲလာနေရတယ်နေပဲရောက်တယ်ပေါ့ဗျာဘယ်လိုဆိုတော့လူနာလေးတွေခေါ်တယ်တငယ်ချင်းတို့လည်းကြိုးချောင်းနဲ့ရေးဖို့ဖြစ်လို့ရှိရင်ချင်းမျိုးလှခေါ်လို့ရတယ်နော်ဒီညာနေမိုးချုပ်မနဲ့အမျိုးအားတဲ့ချင်းရေးဖို့ဆိုလို့ရှိရင်လည်းရေးဖို့လိုမျိုးတိုက်ပြပါတယ်နော်တငယ်ချင်းများခေါ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ Facebook ထဲမှာဖုန်းနံပါတ်တွေပါချပေးထားတာရှိတယ်ဒီအဲ့ဒါဆက်သွယ်လာနော်ဒီကန်စေုံကြီးတို့စေုံကြီးတို့ရေးဖို့ပါတပြန်လေးပါလေးပေါ့နော်ကိုကတော့တအားကျွမ်းကျင်နေဆိုတဲ့မဟုတ်ဘူးဗျာဒါတော့မှတော်လေးနဲ့လိုက်ပြီးပါတယ်ခင်ဗျာစေတနာလေးပါဘယ်လိုပြောမလဲကုသိုလ်လေးရဝမ်းလေးဝါပေါ့အဲ့လိုလေးလိုက်ပြီးပါတယ်ကန်စေုံကုနာတရားကတော့ကုနာကတော့တွေးစိတ်နေပါတယ်ခင်ဗျာဒီစံကိုစစ်ကြမှာဆိုတော့ဒီကျေးဇူးရှင်9နိုင်ကြော်သွားပြီပေါ့နော်9နိုင်ကြော်သွားပြီတိတ်မရှိဘူးမနေ့ပိုင်းတော့ရှင်ဘူးကြီးနေရောအဲ့လိုချိန်လေးလာလို့ရှင်တော့ချင်းလေးပစောက်တော့ဘူးဗျာတခါတန်းလိုက်လောက်ရတာအဲ့လိုမနေ့ပိုင်း9နိုင်7နိုင်လာမှဆိုရှင်တော့တအားကြတာပေါ့နော်မနေ့ပိုင်းလာမယ်လို့ရှင်တော့စောက်ရတာကွာနဘာ1000ပေါင်းကနန်းလောက်ထိစောက်ရတာတနေ့ကိုစားရတယ်ခုချိန်လိုမျိုး4နိုင်5နိုင်လောက်လာဆိုရှင်ကွက်တီးပဲရောက်တာနဲ့တခါတန်းနဲ့လောက်ဒီ AC ပဲအဲ့မဲ့ချိတ်ဖို့ဆိုတော့တခြားတော့နည်းနည်းပေးရတာပါဗျာဘယ်လုံးမှမကုန်ပါဘူးချိတ်ဖို့100ပဲပေးရတယ်โอเคအားလုံးကိုတင်ငင်းများရေးဖို့လိုအပ်ရင်ချိန်မီဆက်သွယ်လာလို့ရတယ်နော်